ကမ္ဘာသမိုင်းမှာအကျဉ်းဆုံးသူရဲကောင်းတို့ကိုပြသရမယ်ဆိုရင်တော့စပါရာတို့ကိုသာလက်ညှိုးထိုးရမှာသာဖြစ်ပါတယ်။ BC 900ခန့်ကာလမှာတော့အရှေ့ဘက်မှာကိုနှစ်ဖျားလို့ခံယူထားတဲ့ Xerxes ကသူ့ရှေ့မှာမြင်သမျှအားလုံးကိုတိမ့်ပိုက်ကသူ့အားလွန်ဆန်သမျှကိုဖျက်ဆီးလိုနေပါတယ်။စပါရန်သူရဲကောင်းတို့ဟာစစ်တီအင်အား300နဲ့ရန်သူအင်အား1တန်းကိုပျောင်မြောက်လွန်းတဲ့ဗျူဟာတွေနဲ့ခြေမုံတိုက်ခိုက်ခဲ့ကနှစ်ဖျားလို့ခံယူထားတဲ့ဇက်ဘရင်ကြီးကိုလည်းတွေးပြတ်သွားစေခဲ့ပါတယ်။စပါရန်တို့ဟာလူတိုင်းကစစ်တီဖြစ်ရမယ်လို့ယုံကြည်ကြပြီးအားနည်းတဲ့လူတွေဟာနိုင်ငံအတွက်အကျိုးမရှိကြဘူးလို့ယူဆကြပါတယ်။အဲဒါကြောင့်မွေးကင်းစက်ကလေးများကိုအပြစ်နာစာရှိမရှိစစ်ဆေးကြပြီးကျမ်းမာတန်ဆွမ်းပါကမိသားစုထံပြန်ပေးကချိုးတဲ့နေပါကတောင်အောက်မှာဆုံးပစ်လိုက်ကြပါတယ်။စပါရာတွေဟာကလေးငယ်များကိုငယ်ရွယ်နုနယ်ချိန်ကပင်ခံစားချက်မရှိကြောက်ရွံ့မှုမရှိတဲ့စစ်သားများအဖြစ်လေ့ကျင့်ပေးခဲ့ကြပါတယ်။ကလေးများဟာ9နှစ်သားအရွယ်ကပင်မိသားစုနှင့်ခွဲခွာပြီးအာဂိုချလို့ခေါ်တဲ့စစ်လေ့ကျင့်ရေးစခန်းမှာရှင်သန်ခြင်းအတွက်တင်ယူခဲ့ကြရပါတယ်။ကလေးများဟာအကြမ်းတမ်းဆုံးရှင်ပြိုင်တိုက်ခိုက်ကြရပြီးပြစ်ဒဏ်များကိုခံယူရမှာလဲလူကြီးများတန်းတူအဖြစ်ပေးခံရတတ်ပါတယ်။သူတို့ဟာငယ်စဉ်ကတည်းကပင်ရက်ဆက်ကြမ်းကြုတ်တဲ့တားရဲများနဲ့ရင်ဆိုင်တိုက်ခိုက်ပြီးလေ့ကျင့်တင်ကြားပေးခြင်းခံခဲ့ရပါတယ်။အသက်ကြီးလာသည့်တိုင်အောင်သူတို့ဟာရန်သူကိုလက်နက်မချဖို့ဒူးထောက်အရှုံးမပေးတတ်ဖို့စိတ်ထဲဆွဲမြဲလာကြပါတယ်။ဒါကတော့ကျွန်တော်တို့ရဲ့ဘရင်ကြီးလီယိုရဲ့အစပဲဖြစ်ပါတယ်။နှစ်ပေါင်းများစွာကြာပြီးနောက်မှာတော့စစ်ပွဲများစွာကိုရင်ဆိုင်ခဲ့ရတဲ့လီယိုကပြည်သူတွေရဲ့ယုံကြည်အားကိုးရာစပါရာတို့ရဲ့ဘရင်ဖြစ်လာခဲ့တယ်။ထိုအချိန်မှာအရှိဘက်မှနှစ်ဖျားတစ်ပါးဆိုပြီးကိုကြွေးကြော်ထားတဲ့ပါရှားဘုရင် Xerxes ကစပါရာအားကျူးကျော်ရန်စစ်တပ်ကြီးတစ်ခုကိုဆေလွတ်ခဲ့ပါတယ်။ဒီလိုနဲ့တန်တမန်များဟာစပါရာပြည်ကြီးစီကိုခီးနှင်လာခဲ့ကြပါတယ်။ဒါဖြစ်သူကိုစစ်သူရဲကောင်းဖြစ်လာစေရန်လေ့ကျင့်ပေးနေတဲ့အချိန်မှာ Xerxes ရဲ့တန်တမန်များဟာသူတို့ကျူးကျော်သိမ်းပိုက်ထားတဲ့ဘုရင်များရဲ့ဦးကောင်းခွန်များနဲ့အတူရောက်ရှိလာခဲ့ပါတယ်။လီယိုကတော့ဒီစပါရာမြေမှာဘသူပဲဖြစ်ဖြစ်ကိုပြောတဲ့စကားကိုတာဝန်ယူရမယ်လို့တန်တမန်ကဘာမှမပြောခင်မှာတတိပေးပြောဆိုလိုက်ပါတယ်။တန်တမန်ကစပါရာပြည်ကိုလက်နက်ချအညံ့ခံကမြေနဲ့ရေကိုပေးအပ်ရန်တောင်းဆိုခဲ့ပါတယ်။မိဖုရားဖြစ်သူကငါတို့စီကနေဘာမှရယူလို့ရမှာမဟုတ်ဘူးလို့သာပြောလိုက်တယ်။အဲ့ချိန်မှာတန်တမန်ကယောက်ျားတွေရဲ့စကားဝိုင်းမှာမိန်းမတစ်ယောက်ကဝင်ပြောနေလို့ဘဝင်မကျဖြစ်နေပါတယ်။မိဖုရားကတော့စပါတန်ကသူရဲကောင်းတွေကိုဒီမိန်းမတွေကပဲမွေးထုတ်ပေးခဲ့တာဖြစ်ကြောင်းပြန်လည်ခြေပတ်ခဲ့ပါတယ်။အဲ့ဒီနောက်တန်တမန်ကစပါတန်ပြတ်သုံးသွားတာကိုမမြင်ချင်ပါက Xerxes ရဲ့ရာဇဒဏ်ကိုလိုက်နာဖို့ပြောဆိုနေပါတယ်။လီယိုဘရင်ကသူဟာဒီစီးမြင့်တွေကိုမလိုက်နာနိုင်ဘူးဆိုတာကြောင့်ကောင်စစ်ဝင်ကြီးကတန်တမန်နီလန်အားလိုက်နာဖို့တိုက်တွန်းပြောဆိုနေပါတယ်။လီယိုဘရင်ကစပါတန်တွေရဲ့ဂုဏ်သိက္ခာကိုအထိခိုက်မခံနိုင်ဘူးလို့ဆိုနေတာကြောင့်တန်တမန်ကအခုဆက်ပြောမဲ့စကားကိုတတိထားရန်နဲ့လီယိုကစပါတန်တွေရဲ့နောက်ဆုံးဘရင်ဖြစ်သွားနိုင်တယ်လို့ချင်းချောက်ပြောဆိုလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့လီယိုဟာသူ့ရဲ့ပြည်သူတွေနဲ့မိဖုရားရဲ့မျက်နှာကိုကြည့်လိုက်ပြီးနောက်အတန်ကြာစဉ်းစားလိုက်ကစပါရာပြည်ကြီးကိုကိုယ်တိုင်ကာကွယ်ဖို့ဆုံးဖြတ်လိုက်ပြီးဓာတ်ကိုထုတ်လိုက်ကတန်တမန်ကိုချိန်ရွယ်လိုက်ပါတယ်။သူတို့ကျူးကျော်သိမ်းပိုက်ထားတဲ့တိုင်းပြည်ကဘရင်တွေရဲ့ဦးကောင်းတွေယူလာကချင်းချောက်နေတဲ့အပြင်သူ့ရဲ့မိဖုရားကိုပါစော်ကားပြောဆိုတဲ့အတွက်ကိုပြောမဲ့စကားကိုကိုတာဝန်ယူဖို့တတိပေးပြောဆိုပြီးသားဖြစ်လို့မိဖုရားကိုတစ်ချက်လှည့်ကြည့်လိုက်ပါတယ်။ဖြစ်လာသမျှကိုအတူရင်ဆိုင်မဲ့မိဖုရားကြီးရဲ့ထောက်ခံမှုကိုရရှိပြီးတဲ့နောက်မှာတော့ဒါကစပါရာကမင်းတို့အဲ့လိုလုပ်လို့မရဘူးဆိုရင်တန်တမန်တွေကိုရေတွင်းနဲ့ကန်ချလိုက်ပြီးနောက်စစ်ပွဲကိုကြီးညာလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့လီယိုဟာနက်ဆရာတွေရှိတဲ့နေရာကိုစစ်ပွဲအတွက်အကူအညီတောင်းရန်ရောက်လာခဲ့ပါတယ်။နက်ဆရာတွေကရွှေပေးမှသာပညာထုတ်တာကြောင့်လီယိုကရွှေအိတ်တအိတ်ကိုပေးလိုက်ပါတယ်။လီယိုက Xerxes မှာတန်းချီတဲ့စစ်တီအင်အားရှိပေမဲ့စပါရာတို့ရဲ့တိုက်ခိုက်ရည်မြင့်တဲ့စစ်တီတွေနဲ့ဆိုရင်တောင်ကြားတိုက်ပွဲဆင်နွှဲပါကအရေးအတွက်ကအရေးမကြီးတော့ပဲအရေးချင်းတာအဓိကကျတော့တာမို့အနိုင်တိုက်နိုင်ကြောင်းကိုဆိုရတယ်။စပါရာတွေကစစ်ပွဲကိုကြီးညာခဲ့ပေမဲ့ຫນွေဥရာတီရောက်နေပြီဖြစ်လို့နတ်ဖျားပွဲတော်ကျင်းပနေခြေဖြစ်နေပါတယ်။အဲ့ဒါကြောင့်စစ်ပွဲဖြစ်ပွားပါကနတ်ဖျားကဒေါသထွက်လိမ့်မယ်။ပြီးတော့လီယိုဘရင်ကလည်းကြာဆုံးလိမ့်မယ်လို့နတ်ဆရာများကဆိုပါတယ်။လီယိုကဘရင်ဖြစ်တော်လဲနတ်ဖျားများရဲ့အမိန့်ကိုချိုးဖောက်လို့မရဘူးဆိုလို့သူကစိတ်ဆိုးသွားပြီးသူ့စီမှာရှိတဲ့စစ်အင်အားနဲ့ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တကယ်တော့ဒါတွေအားလုံးဟာအချင်းပြတ်ချက်စားနေတဲ့နတ်ဆရာများနဲ့လီယိုအားဘရင်ဖြစ်မလိုလားတဲ့ကောင်စစ်ဝင်ကြီးတို့ကိုပါရှားတွေကစီယုံထားတာကြောင့်သာဖြစ်ပါတယ်။လီယိုက Xerxes ရဲ့များပြားပြီးအင်အားကြီးမှလာတဲ့စစ်တပ်ကြီးကိုရင်ဆိုင်ဖို့နတ်ဖျားပွဲတော်ရဲ့စီးမြင့်ကိုချိုးဖောက်ကသူကစစ်တပ်အင်အားအပြည့်စုံမခေါ်ဆောင်သွားနိုင်လို့ကိုရံတော်ဖြစ်ရွေးချယ်ထားတဲ့စပါရာစစ်တီတော်300နဲ့သာစစ်ချီရန်ရှိနေပါတယ်။အဲ့ဒီအချိန်မှာမူးမတ်တွေကရောက်လာပြီးစပါရာတွေကစစ်မချီရဘူးပြောနေလို့လီယိုကနိုင်ငံရဲ့မြောက်ဘက်ကိုလမ်းလျှောက်ထွက်တာသာဖြစ်ကြောင်းဆိုလိုက်တယ်။အဲ့ဒီနောက်မှာတော့လီယိုကဇနီးနဲ့သားကိုနှုတ်ဆက်ကစစ်ချီရန်သွားလိုက်ပါတော့တယ်။ဇနီးဖြစ်သူကတော့လီယိုကိုစပါရန်တွေရဲ့ဒိုင်းနဲ့အတူပြန်လာဖို့ဒါမှမဟုတ်တီဆွဲကြိုးလေးနဲ့အတူပြန်လာရန်ကိုမှာလိုက်ပါတယ်။လီယိုရဲ့စစ်တီ300ဟာတာသမီများရှိပြီးသားအဖေများဖြစ်ကသူတို့တည်ဆုံသွားသည့်တိုင်စပါရာမျိုးဆက်ဆက်ရှိနေစေရန်ရည်ရွယ်ခဲ့ခြင်းဖြစ်ပါတယ်။လန်ကီမှာအခြားကိနိုင်ငံသားစစ်တီတော်အချို့ပါပူးပေါင်းလာခဲ့ကြပါတယ်။ဂရိတ်တွေဟာစပါရန်တွေကအင်အားများကြီးနဲ့ရောက်လာခဲ့မှထင်ပေမဲ့တွေးကြောင်ကအနှဲငယ်သာရောက်လာခဲ့တာလားဆိုပြီးအထင်သေးစကားဆိုလာတာကြောင့်ဂရိတ်စစ်သားတွေကိုမေးကြည့်တော့တာမန်ရက်သားတွေဖြစ်နေကြတာကိုတွေ့ရပါတယ်။
ဒါနဲ့လီယိုဘီရင်ကြီးကစပါရန်တွေကိုမင်းတို့ကဘာတွေလဲလို့မေးလိုက်တော့စပါရန်တွေဟာအမှန်အပြည့်နဲ့ဟစ်ကြွေးလိုက်ကြပါတယ်။တနေရာရောက်မှာတော့တရွာလုံးဖြက်စီးခံထားရကတာမန်မဟုတ်တဲ့ခြေရာတွေကိုပါတွေ့ရှိလိုက်ရပါတယ်။မကြခင်တစုံတစ်ခုကချင်းကပ်လာတာကြောင့်စပါရန်တွေဟာအသင့်အနေထားကိုပြင်လိုက်ပေမဲ့ကလေးငယ်တယောက်သာဖြစ်နေပါတယ်။ထိုကလေးငယ်ကဘရင်လီယိုစီရောက်မှလဲကျသွားပြီးရန်သူတွေဟာလူမဟုတ်တဲ့နဆိုးတွေကိုပါခေါ်လာခဲ့ကြောင်းကိုအင်အားကြီးနဲ့စွာပြောဆိုနေပါတယ်။အဲ့ဒီနောက်မှာတရွာလုံးရဲ့ရုပ်လောင်းတွေအားတစ်ပင်ပေါ်ချိတ်ဆွဲထားတာကိုစိတ်ချောက်ချဖွယ်ရာတွေ့ရှိလိုက်ရပါတယ်။ဂရိတ်တွေကပါရှန်တွေဟာတကယ်ပဲမတည်နိုင်တဲ့မိစ္ဆာတွေနဲ့စစ်ချီနေတာပဲဆိုကကြောက်စိတ်ဝင်နေပေမဲ့လီယိုကတော့တည်နိုင်မတည်နိုင်စမ်းကြည့်ရမှာပဲလို့ဆိုပါတယ်။လီယိုရဲ့ရည်ရွယ်ချက်ကချင်းမြောင်းတဲ့တောင်ကြားလမ်းမှာရန်သူတွေကိုခုခံတိုက်ခိုက်ရန်ဖြစ်ပါတယ်။အဲ့ဒါကတော့ပါရှားစစ်တပ်ကြီးရဲ့အရေးအတွက်အားသာချက်ကိုရှော့ချနိုင်မဲ့တခုတည်းသောနေဗျူဟာပဲဖြစ်ပါတယ်။ပင်လယ်တစ်ပြင်လုံးမှာပါရှန်တွေရဲ့အင်အားတွေကိုတွေ့မြင်ရတာကြောင့်ဂရိတ်တွေကတွေးကြောင်နေပေမဲ့စပါရန်တွေကပျော်ရွှင်လို့နေပါတယ်။ဒါပေမဲ့စစ်ပွဲရင်မဆိုင်ရခင်မှာမုန်တိုင်းတစ်ခုကြောင့်ပါရှန်တွေရဲ့စစ်သင်္ဘောအမြောက်အများပျက်စီးသွားပါတယ်။စပါရာပြည်ကြီးမှာတော့မိဖုရားကြီးဟာကောင်စစ်ဝင်ကြီးရဲ့တစ္ဆာဖောက်မှုကိုခံစားမိနေတာကြောင့်အမတ်ကြီးနဲ့လာတိုင်းပင်နေလို့သူကလည်းကူညီပေးရန်ကတိပေးခဲ့ပါတယ်။သူတို့ဟာပါရှားတွေရဲ့စစ်အင်အားကိုတွားရောက်ထောက်လန်းနေချိန်မုန်တိုင်းကြောင့်သင်္ဘောအများအပြားနှိမ့်မြုပ်သွားပေမဲ့မရေတွက်နိုင်အောင်ကြံရှိနေသေးတဲ့ရန်သူတွေကိုတွေ့လိုက်ရတာကြောင့်အံ့ဩထိတ်လန့်နေပါတယ်။စပါရန်တွေကတခါမှသူတို့ရဲ့အသက်ကိုချိန်ချောက်နိုင်လောက်တဲ့အင်အားကိုမတွေ့ဘူးတာကြောင့်ခုချိန်မှာတော့စပါရန်စစ်သူရဲ့ကောင်းတအုပ်ကဲ့သို့ရင်ဆိုင်တိုက်ပွဲဝင်ရတော့မှာမို့လို့ဝမ်းသာနေပါတယ်။တောင်ကြားတဲ့နေရာမှာတော့စပါရန်တို့ဟာပါရှားရဲ့ထောက်လန်းရေးတပ်ဖွဲ့တစ်ခုကိုအလွယ်တကူချေမှုန်းနိုင်ခဲ့လိုက်ပါတယ်။ရန်သူတပ်မှုကမင်းတို့ဟာလုံးဝကိုလွတ်မြောက်နိုင်မှာမဟုတ်ကြောင်းပြောကတန်ပေါင်းများစွာသောမြားမိုးတွေရွာချခြင်းခံရမှာပဲလို့ပြောနေလို့သူကဒါဆိုအရေးမှာစစ်တိုက်လို့ရတာပေါ့လို့ဆိုနေပါတယ်။ဒီတိုက်ပွဲပြီးမှခနာကိုပုံတန်ထန်မပြေဆုံးကကြောကုန်းကောက်နေပြီးအီဖီယာလို့ခေါ်တဲ့စပါရာစစ်တီဟောင်းတဦးရဲ့သားကလီယိုစီကိုချင်းကပ်ခဲ့ပါတယ်။သူကပါရှားတပ်များကိုဖျက်ချော်နိုင်မဲ့လျှို့ဝှက်လမ်းကြောင်းကိုပြောပြပြီးစစ်တီဖြစ်ပါဝင်ခွင့်တောင်းဆိုခဲ့ပါတယ်။အီဖီယာဟာသူ့ရဲ့လန်ဒန်စွမ်းရည်ကိုပြသခဲ့ပေမဲ့လီယိုကစပါရန်တို့ရဲ့နေဗျူဟာမှာဒိုင်းကာကအရေးကြီးတာကြောင့်စမ်းသပ်ဖို့အတွက်မခိုင်းတဲ့အခါအဆင်ပြေမှုမရှိလို့သူ့ရဲ့ဒိုင်းကာအားနည်းချက်ကနေစပါရန်စစ်တီတွေကိုအန်တီရဖြစ်ပေါ်စေနိုင်လို့စပါရန်စစ်တပ်မှအစေခံဖို့ညှင်းဆိုလိုက်ရပါတယ်။ညှင်းဆိုခံလိုက်ရတဲ့အီဖီယာဟာအရှက်ရကအလွန်စိတ်ဆိုးသွားပြီးသူ့ရဲ့ဒိုင်းကာကိုလွှင့်ပစ်လိုက်ပါတယ်။ပြီးတော့ဘရင်လီယိုဟာမခဲ့ကြောင်းကိုတက်တည်ပြမယ်လို့ကြုံဝါနေပါတယ်။အဲ့ဒီနောက်မှာတော့လီယိုဟာသူတို့ရဲ့တောင်ကြားလမ်းဗျူဟာကိုရန်သူတွေမရိပ်မိစေရန်ဆူတောင်းနေချိန်မြေကြီးတွေတုံးခါလာပါတယ်။တကယ်တော့ပါရှန်တွေဟာသူတို့စီကိုအပြင်းထန်စစ်ချီလာတာဖြစ်ပါတယ်။စပါရန်တွေကိုလက်နက်ချဖို့ပြောနေတဲ့တပ်မှုကိုလန်ဒန်နဲ့ပြစ်ပေါက်ကအဆုံးသတ်ပေးလိုက်ပါတယ်။ဘရင်လီယိုကြီးကတော့ရန်သူတွေကိုအကုန်မြေလံပစ်ဖို့အားကျိုးမှန်တက်စော်ဩနေပါတယ်။လီယိုရဲ့စပါရာစစ်တီ300ကတော့သူတို့ရဲ့ plan လို့ခေါ်တဲ့ဒိုင်းကာရန်ဗျူဟာကိုအသုံးပြုပြီးဒိုင်းကာနဲ့ကာလိုက်လန်ဒန်နဲ့ထိုးလိုက်လို့ကဗျူဟာပြောင်မြောက်စွာရန်သူတွေကိုတွန်းလှန်ခဲ့ကြပါတယ်။စပါရန်တို့တိုက်ပွဲဝင်ခဲ့ဒီမှာစစ်ပွဲတစ်ခုမျှမဟုတ်ပဲစစ်တိုက်ချင်းဆိုင်ရာအမှုပညာတစ်ခုပင်ဖြစ်နေခဲ့ပေတယ်။နိုင်ပေါင်းများစွာကြာအောင်တိုက်ခိုက်ပြီးနောက်ကြောက်လန့်တကြားဆုတ်ပြေးနေတဲ့ပါရှားတပ်များကို6နဲ့ကြီးတဲ့တွန်းချအဆုံးသတ်ပေးခဲ့လိုက်ကြပါတယ်။ဒီတိုက်ပွဲမှာပါရှားတို့ရဲ့များပြားလွန်းလာတဲ့စစ်သားများကိုပင်စပါရာတွေကတွေးပြက်ချောက်ချသွားအောင်ပြုလုပ်ကပြက်ပြက်သားသားအနိုင်ယူခဲ့လိုက်ပါတယ်။တစ်ဖက်ကမ်းမှာရှိနေတဲ့များစစ်တီတွေကစပါရာတွေအားနေလုံးကြီးကိုတောင်ဖုံးကွယ်သွားအောင်များမိုးရွာချပေးလိုက်ပါတယ်။ဒါပေမဲ့စပါရာတွေကသူတို့ရဲ့ဒိုင်းကာတွေအောက်မှာအကာအကွယ်ယူလိုက်ကဘာကိုမှမထီမဲ့မြင်ပြုတ်ကသာရေမောနေကြပါတယ်။များမိုးရွာချပေးခဲ့ပေမဲ့ဘာမှမဖြစ်တဲ့စပါရန်တို့စီကိုမြင်းစစ်တီများကထက်မှန်ချီတက်လာပေမဲ့ခွန်အားပိုင်းနဲ့စိတ်တက်ပိုင်းဆိုင်ရာအတာစီရယူကအနိုင်ယူခဲ့လိုက်ပြန်ပါတော့တယ်။မကြခင်ကျွများပြားနဲ့ထမ်းလာတဲ့ပလင်ကြီးနဲ့အတူ Success ကိုယ်တိုင်ကြွလာကဘရင်ကြီးလီယိုကိုချမ်းသာကြွယ်ဝမှုနဲ့သူ့စီမှာစစ်တေနာပတိဖြစ်အစေခံကဥရောပအားအတူတူသိမ့်ပတ်ရယူကြရန်မလုံးများပေးကတွေးဆောင်ပြီးဒူးထောက်လက်နက်ချရန်တိုက်တွန်းပြန်ရပါတော့တယ်။လီယိုက Success ရဲ့စစ်တီအမြောက်များကိုတုတ်တင်ထားရတာကြောင့်အညောင်းမိနေကဒူးထောက်ဖို့အစင်မပြေကြောင်းကိုဆိုလိုက်တယ်။ပြီးတော့ကိုစိတ်ကြီးဝင်ကနှဖျားယူနေတဲ့နှဖျားဘရင်ကိုတွေးထွက်အောင်လုပ်ပြမယ်လို့ပြောလိုက်ပါတယ်။ Success ကဒေါ်တက်ထွက်ပြီးစပါရာကိုတမိုင်းကနေပျောက်ကွယ်သွားအောင်ပြုကလီယိုရဲ့နာမည်အားရေရွတ်သူတိုင်းကိုတက်ပစ်မယ်လို့ကြုံဝါလိုက်ပါတယ်။အဲ့ဒီနောက်မှာလီယိုကစစ်ပွဲအကြီးရှိလာနိုင်တာကြောင့်ပါရှန်လောင်းတွေနဲ့တတိုင်းတွေကိုတိဆောက်ခိုင်းလိုက်ပါတယ်။ Success ကတော့လူသားမဟုတ်တဲ့တပ်တော်များနဲ့ပါရှန်တို့ရဲ့မတေမျိုးမိတ်ဆာတွေဖြစ်နာမည်ကြီးတဲ့စစ်တီများကိုပါဆေလွတ်ခဲ့ကစပါရာတို့အားချေမှုန်းစေခဲ့ပါတယ်။စပါရန်တို့ဟာအလောင်းတတိုင်းကြီးကိုဖြိုချလိုက်ကမတေမျိုးမိတ်ဆာတွေအားဆက်တင်တိုက်ခိုက်လိုက်ကြပါတယ်။ဒါပေမဲ့သူတို့အရင်တုန်းကတိုက်ခိုက်ခဲ့တဲ့စစ်တီများနဲ့မတူကတိုက်ရီခိုက်ရီစွမ်းအင်မြင့်မားကြပြီးစပါရန်တွေလည်းအထိအခိုက်များရှိလာခဲ့ကြပါတယ်။အဲ့ဒီနောက်မှာလီယိုစီကိုပစိန်နဲ့ပစ်ပေါက်ပြီးအတင်းဝင်လုံးတဲ့တပ်တော်ဆိုးကြီးကိုအတန်ကြာတိုက်ခိုက်ပြီးနောက်လီယိုကခေါင်းဖြတ်ရှင်းလင်းပစ်နိုင်ခဲ့ပါတယ်။မကြခင်အသင်းဆောင်နေတဲ့ Great City တို့ရဲ့အကူအညီနဲ့ထိုးတိုက်ပွဲမှာလည်းအောင်ပွဲကိုဆက်လက်ရယူနိုင်ခဲ့ပါတယ်။ Success ကလွန်စွာစိတ်ဆိုးသွားကရှိသမျှအင်အားနဲ့ထပ်မံစေလွတ်ခဲ့ပေမဲ့
စိတ်သက်ပိုင်းဆိုင်ရာအမြင့်ဆုံးအခြေအနေကိုရောက်ရှိနေတဲ့စပါဒန်တွေကသာတိုက်ပွဲတိုင်းကိုအနိုင်ရယူလိုက်ပါတယ်။ထို့ပြင်မော်ဆီယာများပါစပါဒန်တွေကိုလက်လုံမိုင်းတွေနဲ့တိုက်ခိုက်ကြပေမဲ့စပါဒန်တွေဟာရွရွချွန်ချွန်တိုက်ခိုက်နိုင်ခဲ့ကထူးဆန်းတဲ့တပ်တော်ကြီးနဲ့စင်ကြီးများကိုပင်ပြောင်မြောက်လွန်းလာတဲ့မဟာဗျူဟာတွေနဲ့အနိုင်ယူခဲ့လိုက်တာကြောင့် Success ကတွေးယူရန်ယူဖြစ်လာခဲ့ပါတယ်။တိုက်ပွဲတစ်ခုမှာတော့စစ်သူကြီးရဲ့သားဖြစ်သူကသူ့ရဲ့သူငယ်ချင်းနဲ့အတူကြောချင်းကပ်ကရန်သူတွေကိုနှိမ်နင်းခဲ့ကြပေမဲ့မမျှော်လင့်ဘဲဝင်ရောက်လာတဲ့ရန်သူရဲ့ကောင်းဖြတ်သက်ဖြတ်ခြင်းကိုခံလိုက်ရပါတယ်။ဒါကိုဆုံးရှုံးလိုက်ရတဲ့စစ်သူကြီးဟာလွန်စွာစိတ်ထိခိုက်သွားပြီးသူ့ရှေ့မှာမြင်သမျှရန်သူတွေကိုအပြင်းထန်ချေမှုန်းနေပါတယ်။အဲ့ဒီနောက်မှာတားဖြစ်သူရဲ့အလောင်းဘေးမှာဝမ်းနည်းကြေကွဲစွာငိုကြွေးနေပါတယ်။လီယိုရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ခုခံကာကွယ်မှုကပါရှန်တွေကိုကြီးမားတဲ့ဆုံးရှုံးမှုများဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့လည်းစပါရာတို့ရဲ့ကံကြမ္မာဟာတစ္ဆာဖောက်အီဖီရဲ့ကြောင့်ပြောင်းလဲသွားပါတော့တယ်။အီဖီရဲ့ဟာဇက်ဆီစ်ကအဆောင်ရောင်နဲ့မိမတွေအားဖြင့်ကန့်လန့်လာတာကိုလက်ခံလိုက်ကစပါရန်တွေရဲ့အနောက်ဘက်ကိုရောက်ရှိမဲ့လမ်းကြောင်းကိုပြောပြခဲ့ပါတယ်။တစ်ဖက်မှာတော့မိဖုရားဟာလီယိုစီကိုစစ်ကူလွတ်ပေးဖို့ကူညီပြောဆိုရန်ကောင်စစ်ဝင်အားတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့စပါရာရဲ့အတော်ဆုံးစစ်တီတွေအားခေါ်ဆောင်သွားကသူတို့တားမြစ်ခဲ့တာကိုလက်မခံခဲ့တဲ့လီယိုအားမကူညီပေးနိုင်ကြောင်းပြောပြီးသူလိုချင်တာပေးရင်တော့တမျိုးတစ်ဖုံပြောင်းလဲသွားနိုင်ကြောင်းကိုအသားယူပြောဆိုနေပါတယ်။စစ်ပွဲလီလီနွဲခဲ့တာကြောင့်စစ်ပန်းလာနေတဲ့စပါရန်တွေစီကိုဂရိတ်တွေကကြောက်လန့်တကြားရောက်လာကပါရှန်တွေဟာသူတို့ရဲ့လျှို့ဝှက်ချက်အားသိရှိကအနောက်ဘက်ကိုခြိတက်လာကြောင်းကိုဆိုတယ်။လီယိုကဂရိတ်စစ်တီများကကြောက်လန့်နေတာကိုတွေ့လို့စပါရာတွေကိုတာထားကကြန့်ရှိတဲ့မဟာမိတ်ဂရိတ်စစ်တီများကိုအိမ်ပြန်ခိုင်းခဲ့လိုက်ပါတယ်။စပါရန်တွေဆိုတာဘယ်တော့မှအညံ့မခံရစုံမပြေးရဟူတဲ့ဒလေးကိုထိမ့်သိမ်းရန်အတွက်ဖြစ်ပါတယ်။လီယိုဘရင်ကြီးဟာစပါရန်တွေဟာရှုံးသည်ဖြစ်စေနိုင်သည်ဖြစ်စေစပါရန်တွေရဲ့သွေးဟာရဲချောင်းပြကတမိုင်းရေးထိုးကြမယ်လို့မိန့်ခွန်းချွေနေပါတယ်။စစ်သူကြီးဟာလည်းသူ့ဘဝမှာတားဖြစ်သူကိုအချစ်ဆုံးဖြစ်တယ်ဆိုတဲ့စကားမပြောဖြစ်ခဲ့လိုက်ကယူကျုံမရဖြစ်တာကြောင့်သူ့သားအားတက်ဖြတ်ခဲ့တဲ့ရန်သူတွေကိုအပြီးတိုင်ဆက်လက်ချေမှုန်းမယ်လို့ဆိုနေပါတယ်။ဒါပေမဲ့လည်းဒီလီယိုလို့ခေါ်တဲ့စစ်တီတဦးအားစပါရာမျိုးစီပြန်သွားပြီးသူတို့ရဲ့ရဲရင်မှုတွေကိုလူတိုင်းကြားသိအောင်ပြန်ပြောပြဖို့အမိန့်ပေးခဲ့ကသူနဲ့အတူပြန်ယူလာရန်ပေးအပ်ခဲ့တဲ့ဆွဲကြိုးကိုမိဖုရားကြီးအားပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီနောက်မှာဘရင်ကြီးလီယိုကကြန့်ရှိနေတဲ့စပါရန်တွေအားမနက်စာကိုကောင်းမွန်စွာစားရန်နဲ့ညစာကိုတော့မရဲမှသုံးဆောင်ကြမယ်လို့ကြွေးကြော်လိုက်ကနောက်ဆုံးတိုက်ပွဲအတွက်အသင့်ပြင်ဆင်ခိုင်းလိုက်ပါတယ်။တစ်ဖက်မှာတော့မိဖုရားကကောင်စီယုံစည်းဝေးကိုတက်ရောက်လာခဲ့ကလီယိုနဲ့စပါရန်စစ်တီတွေစီကိုစစ်ကူလွတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့တစ္ဆာဖောက်ဝင်ကြီးတို့ရန်ကလီယိုရဲ့မယူရဲဆံမှုအတွက်ကြောင့်စပါရာကိုစစ်မှတ်မဖြစ်ပွားစေခြင်းဘူးလို့ဆိုပါတယ်။ပြီးတော့မိဖုရားကြီးဟာကောင်စီဝင်ကြီးတွေကိုလှည့်စားနေကြောင်းပြောပြီးသူနဲ့လည်းဖောက်ပြန်ခဲ့ကြောင်းကိုဆိုကအရှက်ခွဲခဲ့တာကြောင့်မိဖုရားကဘေးနားမှာရှိတဲ့ဓာတ်ကိုဆွဲယူလိုက်ကကောင်စစ်ဝင်ကြီးအားထိုးသွင်းလိုက်ပါတယ်။သူ့ရဲ့အိတ်ထဲကကျလာတဲ့ဇက်ဆီစ်ရဲ့တစိတ်ကောင်းပါတဲ့ရွှေတွေပြုတ်ကျလာတာကြောင့်ကောင်စစ်ဝင်ကြီးဟာတစ္ဆာဖောက်မှန်းသိရှိလိုက်ကြရပါတယ်။အီဖီယေရဲ့လမ်းညွှန်မှုကြောင့်ပါရှားတို့ရဲ့အင်မော်ဒယ်တပ်ဖွဲ့ဟာရှိုးဝတ်တောင်ကြားလမ်းကိုဖျက်ကျော်ပြီးစပါရန်တို့ရဲ့နောက်ဘက်ကိုရောက်ရှိလာခဲ့ကြပါတယ်။နောက်ဆုံးတိုက်ပွဲမှာတော့အင်အားပေါင်းသိန်းတန်းချီရှိတဲ့ရန်သူစစ်တပ်ရဲ့အလဲမှာရဲရင်တဲ့လီယိုဘီယင်ကဘာကိုမှဂီယူမဆိုင်ကမတုံမလုပ်ပဲရှိနေပါတယ်။မကြခင်ရန်သူစစ်ဗိုလ်တယောက်ကထွက်လာကသူ့ရဲ့စိတ်ဓာတ်အားလေးစားတာကြောင့်လက်နက်ချဖို့နောက်ဆုံးအကြိမ်တတိပေးပြောဆိုနေပါတယ်။အီဖီယေကလည်းရန်သူကြားထဲကထွက်လာကသူ့ရဲ့လူတွေရဲ့အသက်တွေအတွက်လက်ခံလိုက်ရန်တိုက်တွန်းနေပါတယ်။မြင့်မြတ်တဲ့နှဖျားစီမှာလက်နက်ချရင်အမြင့်ဆုံးဆုလက်တွေကိုပေးမယ်လို့ကန့်လန့်နေပေမဲ့ရဲရင်တဲ့လီယိုကဘာမှမပြောဘဲဒီတိုင်းစိုက်ကြည့်နေပါတယ်။သူ့နောက်မှာတော့တေဖို့ရန်အသင့်ပြင်ထားကအင်အားနှဲငယ်တာကြန့်ရှိတော့တဲ့စပါရန်တွေဟာလည်းနောက်ဆုံးတိုက်ပွဲအတွက်ငြိမ်သက်နေကြပါတယ်။နောက်ဆုံးမှာတော့လီယိုကကောင်းကင်ကိုမျောကြည့်လိုက်ပြီးနောက်ခေါင်းဆောင်အားမြေပြင်ပေါ်ကိုချွတ်ချလိုက်ကဒိုင်းကာကိုလည်းပစ်ချလိုက်ပါတယ်။ပြီးတော့တစ္ဆာဖောက်ကိုလည်းအမြဲတမ်းအသက်ရှင်နိုင်ပါစေဆိုကလန်ဒန်ကိုပစ်ချပြီးနောက်ရန်သူတွေရှေ့ဒူးထောက်ချလိုက်ချိန်မှာတော့ဆက်ဆီစ်ကလည်းအရာခတ်သိန်းကိုအောင်နိုင်တယ်လို့ပြုမှုနေပါတယ်။အဲ့ဒီနောက်မှာတော့လီယိုကမိဖုရားကိုမြင်အောင်နေကစကယ်လီကိုအော်ခေါ်လိုက်ပြီးပါရှန်တွေကိုလက်နက်ချဟန်ဆောင်ထားရာကနေသူတို့ရဲ့ဗျူဟာကိုဆက်တင်လိုက်ကစကယ်လီကသူ့ရှေ့မှာရှိတဲ့စစ်ဗိုလ်ရဲ့ရင်ဝါကိုလန်ဒန်နဲ့ထိုးဆိုင်လိုက်ပါတယ်။လွန်စွာစိတ်ဆိုးသွားကအားလုံးကိုတပ်ပစ်ရန်အမိန့်ပေးနေတဲ့ဆက်ဆီစီကိုလန်ဒန်ကင်ပြီးမန်ပြီးနဲ့ပြေးလာကခွန်အားပြီးနဲ့ပြစ်ပေါက်လိုက်တဲ့အခါမှာတော့ပြစ်မှတ်ကိုလွှဲချော်သွားပေမဲ့ဆက်ဆီရဲ့မျက်နှာကိုထိမှန်သွားခဲ့ပြီးနှဖျားဘရင်လို့ခံယူထားတဲ့သူရဲ့ထင်အောင်ထင်မှားဖြစ်နေတာကိုရိုက်ချိုးဖျက်နိုင်ခဲ့ပါတယ်။လီယိုနဲ့စပါရာစစ်တီတို့ဟာပါရှားစစ်တပ်ကြီးရဲ့ဗဟိုချက်စီကိုထုံထိုးဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့စပါဒန်စစ်တီတို့ဟာအင်အားချင်းမရှင်နိုင်ကပါရှားစစ်တီတို့ရဲ့မြားတွေအောက်မှာအတုံးယုံကျဆုံးသွားခဲ့ကြပါတယ်။ကြန့်ရှိနေသေးတဲ့စစ်တီတွေဟာလည်းနောက်ဆုံးထွက်သက်အထိတိုက်ခိုက်ခဲ့ကြပါတယ်။ဒီလိုနဲ့ရဲရင်တဲ့လီယိုဘရင်ကြီးဟာလည်းနောက်ဆုံးမှာသူ့ရဲ့အသက်ထက်ဆုံးချရတဲ့မိဖုရားရဲ့နာမည်ကိုဟစ်ကြွေးရင်ရန်သူတွေရဲ့မျက်မိုးတွေအောက်မှာဘဝနေဝင်သွားခဲ့ရပါတော့တယ်။ဒီလီယိုဟာစပါရာပြည်ကြီးစီကိုပြန်ရောက်လာခဲ့ကဘရင်ကြီးရဲ့လက်ဆွဲကိုမိဖုရားထံပြန်လဲပေးအပ်ခဲ့ပါတယ်။ဘရင်လီယိုနဲ့စပါဒန်စစ်တီတို့ရဲ့တက်တီတွေဟာအလဟတတော့မဖြစ်ခဲ့ပါဘူး။ဒီလီယိုကကောင်စီစည်းဝေးကြီးမှာလီယိုဘရင်နဲ့စပါရာစစ်တီတော်300တို့ရဲ့ရဲစွမ်းတက်တီနဲ့သူရဲ့ကောင်းဆံမှုတို့ကိုစပါရာနဲ့အခြားကိပြည်နယ်များကိုပြောပြခဲ့တဲ့အတွက်ကြောင့်တစ်နှစ်အကြာမှာတော့
ဂရိတ်နိုင်ငံလုံးစုစည်းလာပြီးပါရှားစစ်တပ်ကြီးကိုအပြီးတိုင်ချေမှုန်းသွားနိုင်ခဲ့ပါတယ်